Atragal 80ဆိုတာကတော့ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့သတ္တုဓာတ်2မျိုးဖြစ်တဲ့ Calcium citrate malate နဲ့ Cholecalciferol လို့ခေါ်တဲ့ Vitamin D3 တွေကိုပေါင်းစပ်ထားတဲ့ဆေးတစ်မျိုးပဲဖြစ်ပါတယ်။ Atragal 80မှာပါဝင်တဲ့ Calcium ဓာတ်ကအရိုးနဲ့သွားရည်တန်းမှာဖို့ကြီးထွားဖို့အတွက်အဓိကလိုအပ်တဲ့ဓာတ်ပါပဲ။ Atragal 80ထဲမှာပါဝင်တဲ့ Calcium citrate malate ဟာဆိုရင်ပုံမှန် Calcium မျိုးစားတွေထက်အစာအိမ်ကနေပိုမိုဆုပ်ယူမှုကောင်းမွန်တာကြောင့်ဝမ်းချုပ်တာနဲ့အစာအိမ်မိတ်မသာဖြစ်တာမျိုးတွေကိုနှဲပါစေပါတယ်။ Vitamin D3 ကလည်းဦးလန်းချောင်းကနေ Calcium ဓာတ်တွေခန္ဓာကိုယ်ထဲကိုပိုမိုဆုပ်နိုင်အောင်ကူညီပေးပါတယ်။ဒီဓာတ်တွေမရှိဘူးဆိုရင်ကယ်လ်ဆီယမ်တွေကအလွယ်တကူဆွတ်ထုတ်သွားပြီးတော့အယိုးအားနေတာနာကျင်တာတွေဖြစ်လာနိုင်ပါတယ်။ဘလို့အခြေအနေတွေမှာ Atragal 80ကိုသုံးလေးရှိလဲဆိုရင်တော့အစားအသောက်ကနေကယ်လ်ဆီယမ်နဲ့ D3 လုံလောက်တဲ့ပမာဏမရရှိတဲ့သူတွေမှာဆိုရင်ကယ်လ်ဆီယမ်နဲ့ D3 deficiency မဖြစ်အောင်ကာကွယ်ကုသရန်အတွက်လည်းသုံးပါတယ်။အယိုးသေးသေးစားနေပြီးတော့ကျိုးလဲတဲ့ osteoporosis လို့ခေါ်တဲ့အယိုးပွားရောဂါကိုကာကွယ်ကုသဖို့ရန်အတွက်လည်းသုံးပါတယ်။ကယ်လ်ဆီယမ်နဲ့ D3 ချိုးတယ်လို့ဖြစ်တတ်တဲ့ Rickets ဆိုတဲ့အယိုးပျော့ရောဂါကိုကာကွယ်ကုသရန်အတွက်လည်းသုံးပါတယ်။နောက်ပြီးတော့အသက်ကြီးတဲ့သူတွေမှာကယ်လ်ဆီယမ်ဆုပ်ယူမှုနည်းလာပြီးတော့အယိုးတန်မာဖို့လိုအပ်တာကြောင့်ဆရာဝန်တော်တော်များများလည်းညွှန်ကြားလေးရှိပါတယ်။ဘယ်လိုတောက်သုံးရမလဲဆိုရင်တော့တစ်ခါတောက်ရင်တစ်လုံးပေါ်မှာတစ်နေ့လျင်တစ်ကြိမ်အစာစားပြီးမှသာတောက်သုံးသင့်ပါတယ်။ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ဝမ်းချုပ်တာအစာအိမ်မအီမသာဖြစ်တာတွေဖြစ်နိုင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။